ခါစုမာလည်းမျိုးနဲ့ဝေးရမှာကွက်သွားလို့ဖို့စော်ထားခဲ့ပေမဲ့အကွေရဲ့တယောက်ကတော့တည်များများနဲ့အိပ်ပျော်နေခဲ့ပါခါစုမာလည်းဒါဟာသူမျောမှန်းထားတဲ့စော်စားသူဘွားမျိုးဟုတ်နေတာကိုတွေ့ရင်ပူစေးတော့ကရောက်နေခဲ့ပါဘီဂနာတွေလည်းဖြစ်ဝင်ငယ်ကလည်းနဲနေတာကြောင့်အေးလေးတစ်လုံးတောင်မှဝယ်မနိုင်တဲ့သူ့ရဲ့ဖြစ်ကိုတွေးပြီးနှစ်ခါကြေကွဲရပြန်ပါတယ်ခဏကြာတော့အကွေလည်းနိုးလာခဲ့ပြီးမော်နင်းတွေပါတွေလုံနေတာကြောင့်ခါစုမာလည်းနေပေထုံးနေပြီဆိုတာကိုပြောလိုက်ပါတယ်ခါစုမာလည်းဒီကဘာဟာမိတ်ဆာပေးအုပ်စိုးနေတာကြောင့်ကတ်ဆိုင်နေရမှာကိုဒီလိုဖြစ်မနေပဲဒီမျိုးလေးဟာတာယာအိတ်ချနေတာကြောင့်အကွေရကိုကော်ပလိတ်တက်ပါတော့တယ်အကွေရလည်းဒီမျိုးဟာမိတ်ဆာပေးရဲ့ရဲတိုင်းနဲ့အဝေးဆုံးမှာရှိနေတာကြောင့်အိတ်ချနေတာဖြစ်ကြောင်းကိုရှင်းပြလိုက်ပြီး quest တော့လောက်ကြဖို့ခါစုမာကိုပြောလိုက်ပါတယ်ခါစုမာတို့လို့ရမယ့် quest ကတော့300တဲ့အေယာမဖပြုတ်ကြီး9កောင်ကိုရှင်းလင်းပေးရမှာဖြစ်ပါတယ်အဲ့ဒီဖပြုတ်ကြီးတွေဟာမိတ်လိုက်ရသည်ဆိုပေါ်လာတတ်ပြီးသူတို့ဥဥဖို့လိုအပ်နေတဲ့အာဟာရရရှိရေးအတွက်လက်သမားတွေစီကစိတ်တွေကိုလာခိုးစားတတ်ကြပါခါစုမာတယောက်ကတော့ဖပြုတ်ကြီးလိုက်တာကိုခံနေခဲ့ရပြီးအကွေရဲ့တယောက်ကတော့ခါစုမာကိုကြည့်ပြီးရမောနေခဲ့ပါတယ်နောက်ပြီးသူ့ကိုကပ်ပေးစေခြင်းရိုးရိုးသေးသေးဆက်ဆံဖို့ပါအော်ပြောလိုက်ပါသေးတယ်ဖပြုတ်ကြီးလည်းပြေးနေတဲ့ခါစုမာနောက်ကိုမလိုက်တော့ပဲကြက်တူရီလိုပေါက်ပေါက်ဖောက်နေတဲ့အကွေရဲ့နောက်ကိုသွားပြီးမျိုးချလိုက်ပါခါစုမာလည်းပိတ်ကြော့အောင်ပြေးပြီးအကွေရဲ့ကိုအသက်တန်သွားကက်လိုက်ရပါတော့တယ်အကွေတယောက်လည်းခါစုမာကိုကျေးဇူးတင်နေခဲ့ပြီးခါစုမာလည်းအကွေရဲ့ဟာမနှက်ဆိုအလုပ်လုပ်ညဆိုစားလိုက်တောက်လိုက်အန်လိုက်အိတ်လိုက်နေရတာကိုကြိုက်တဲ့သူဆိုတာကိုတွေးနေရင်းမှာပဲအကွေရဲ့တယောက်မပြောမစုံနဲ့ဖပြုတ်နောက်တစ်ကောင်စီကိုဗမာလူကြီးတက်တက်ပြေးဝင်သွားခဲ့ပါနောက်ပြီးသူရဲ့ဆွမ်းအားကြီးလက်သည့်အစွမ်း God Blow တိုက်ကွက်နဲ့ဖပြုတ်ကြီးဘက်ကိုပြေးထုတ်လိုက်ပေမဲ့ဖပြုတ်ကြီးကဘာမှဖြစ်သွားတဲ့အပြင်အကွေရဲ့ကိုပါမျိုးချလိုက်ပါသေးတယ်ခါစုမာလည်းနောက်တစ်ခါဘေးကြောက်ပြေးသွားပြီးသွားကရပြန်ပါတော့တယ်ခါစုမာတို့လည်းဒီနေ့တက်တော့ဖပြုတ်နှကောင်တဲနဲ့ကျင်းနှံလိုက်ကြပြီးညရတော့ဖပြုတ်ကြီးနှကောင်မျိုးရာခံလိုက်ရတဲ့အကွေရဲ့လည်းအင်းအားမလို့လောက်ဘူးလို့ပြောပြီးဖက်ဝဲတဲ့ထက်ခေါ်ဖို့ခါစုမာကိုပြောပါတော့ခါစုမာကတော့ဖပြုတ်တကောင်တက်တာတောင်အဲ့ဒီ9000ပဲရတာကြောင့်ခြေဝင်နေခဲ့ပြီးသူတို့လိုဘီကင်နာတွေပဲရှိတဲ့အဖွဲ့တော်ကိုဘယ်သူမှလာချင်မှာမဟုတ်ကြောင်းအကွေရဲ့ကိုပြန်ပြောလိုက်ပါအကွေရဲ့လည်းသူ့လိုနာဖယားမရှိနေတဲ့အဖွဲ့တော်ကိုဝင်ချင်တဲ့သူအများကြီးရှိနေနိုင်ကြောင်းကော်ဖီတက်ပြင်းနဲ့ပြောနေခဲ့ပြီးမနေ့ရောက်တော့လူခေါ်စာကိုကပ်ပြီးခုံမှာထိုင်ဆောင်နေခဲ့ပေမဲ့နေတဝက်ကော်နာတော့တရားမပေါ်မလာခဲ့ပါခဏကြာတော့သူတို့စီကိုမျက်စိတစ်ဖက်ပိတ်ထားတဲ့မော်ဆရာမတယောက်ရောက်လာခဲ့ပြီးသူ့ကိုယ်သူမဲဂူမီဆိုပြီးမိတ်ဆက်လိုက်ပါတယ်နောက်ပြီးသူ့စီမှာပိုအောင်နေတဲ့ကြီးမားသောပောက်ကွက်ခြင်းအစားရှိတဲ့အကြောင်းကျွမ်းနေရင်းမှာပဲရုတ်တရက်လဲကျသွားခဲ့ပါတယ်နောက်မှသူဟာအစာမစားရတာ3ရက်လောက်ရှိနေပြီဖြစ်တာကြောင့်အပြက်ပြီးလဲကျသွားတာဖြစ်ကြောင်းကိုခါစုမာတို့လည်းသိလဲရပါခါစုမာလည်းမဲဂူမီကိုဘက်ဘက်မျက်လုံးအကာကြောက်ကိုမေးလိုက်ပြီးမဲဂူမီလည်းသူ့ရဲ့ဘက်ဘက်မျက်လုံးမှာကြီးမားတဲ့စွမ်းအားတွေချိတ်ပိတ်ထားကြောင်းပြောလိုက်ပါခါစုမာလည်းဒီလိုကြားလိုက်ရတော့မဲဂူမီကိုဇော့တွေထင်ကြီးနေတော့မှပဲမဲဂူမီကသူဒါတွေကိုရှောက်ရှိပြောနေတယ်လို့ဆိုပြီးပြောလိုက်ပါခါစုမာလည်းတောက်ခွက်လာပြောင်းနေတဲ့မဲဂူမီရဲ့မျက်လုံးအကာကိုဆွဲဖြုတ်ပြီးတခွက်ပြန်ပြပေးလိုက်ပါခါစုမာတို့လည်းမဲဂူမီရဲ့နာမည်ကိုထူးဆန်းနေတယ်လို့တွေးနေခဲ့ပြီးမဲဂူမီကလည်းသူ့ဖေနဲ့သူ့မေရဲ့တောက်တလဲနာမည်တွေကိုပါထုတ်ပြောလိုက်တာကြောင့်ခါစုမာနဲ့အကွေတို့လည်းမဲဂူမီရဲ့နာမည်ပေးတဲ့စကင်းကိုလက်လံသွားခဲ့ပါဒီလိုနဲ့မဲဂူမီရဲ့ state ပြာကိုယူကြည့်လိုက်ကြပြီးမဲဂူမီဟာအကွေဝဲစားတရားဆိုတာကိုသိလိုက်ရပါခါစုမာနဲ့အကွေတို့လည်းမဲဂူမီကိုခေါ်ပြီးမပြီးဆုံးသေးတဲ့ကွက်ကိုလှုပ်ဖို့ထွက်လာခဲ့ကြပါတယ်ခါစုမာလည်းဖပြုတ်နှကောင်လုံးကိုရှင်းဖို့ပလန်ချနေခဲ့ပေမဲ့အကွေတယောက်ကတော့မပြောမဆိုဝင်သွားခဲ့ပြီးကော်တိုလစ်ကွေလို့အော်ရင်ဖပြုတ်မျိုးတာကိုခံလိုက်ရပြန်ပါမဲဂူမီလည်းသူ့ရဲ့ဖောက်ခွဲခြင်းမှော်ကိုတုံးဖို့မန်တန်တေရွတ်ဆိုလိုက်ပြီးဖပြုတ်ကြီးကိုအစားပါမကြဖောက်ခွဲပစ်လိုက်ပါခါစုမာတယောက်ကတော့မဲဂူမီကိုအထင်ကြီးသွားခဲ့ပြီးပောက်ခွဲတန်ကြောင်နောက်ဖပြုတ်တကောင်ထပ်ပြီးပေါ်လာခဲ့ပါခါစုမာလည်းနောက်တစ်ကြိမ်ထပ်တော့ဖို့မဲဂူမီကိုအော်ပြောလိုက်ပြီးလှည့်ကြည့်လိုက်တဲ့အချိန်ဆီယမကြီးကမြေပေါ်မှာမှောက်လဲနေခဲ့ပါတယ်အကြောင်းကတော့မဲဂူမီရဲ့ဖောက်ခွဲခြင်းမှော်စားဟာမန်နာများကြီးတုပ်ပြရတာကြောင့်အားရနေကိုခန်းသားတာဖြစ်ပြီးအဲ့ဒီစွမ်းအားကိုတနေ့မှတစ်ချိန်ပဲတုပ်ပြနိုင်ပါတယ်မဲဂူမီလည်းဖပြုတ်မျိုးတာကိုခံလဲရပြီးခါစုမာကပဲ2ရက်လုံးကိုကပ်ပေးလဲရပြန်ပါတယ်ဒီလိုနဲ့ဖပြုတ်9កောင်ကိုတန့်ရန်ဆိုတဲ့ကွက်ဟာပြီးဆုံးသွားခဲ့ပြီးခါစုမာတို့လည်းမျိုးလေးစီကိုပြန်လာခဲ့ကြပါတယ်ခါစုမာကတော့လမ်းမလျှောက်နိုင်တော့တဲ့မဲဂူမီကိုထမ်းခေါ်လာခဲ့ပြီးအကွေရဲ့တယောက်ကတော့နောက်ကနေငိုရပြီးလိုက်နေခဲ့ပါခါစုမာကလည်းမဲဂူမီကိုဖောက်ခွဲခြင်းမှော်အစားတခြားမှော်စွမ်းတွေကိုပြောင်းလို့ကြည့်ဖို့ပြောနေခဲ့ပေမဲ့မဲဂူမီကတော့သူဟာဖောက်ခွဲခြင်းမှော်စားတစ်ခုတည်းကိုပဲတစ္ဆာရှိရှိသုံးဆွသားမှပဲလို့ပြောပြီးညင်လိုက်ပါအကွေရဲ့တယောက်ကတော့မဲဂူမီရဲ့ဇွဲလိုလာကိုချီကျူးနေခဲ့ပေမဲ့ခါစုမာကတော့တော်တလဲမှနောက်တရက်တိုးလာပြီဆိုတာကိုသိလိုက်ရပါခါစုမာလည်းနောက်ထပ်ငတီလေးတယောက်ကိုထပ်မလို့ချင်တော့တာကြောင့်မဲဂူမီကိုအဖွဲတက်ကကန်ထုတ်ဖို့ညံစင်ပြောပါတော့မဲဂူမီလည်းသူဟာဖောက်ခွဲခြင်းမှော်ဆောင်ကိုပဲတောင်းနေမှာဖြစ်ပြီးသူ့ကိုလည်းထမင်းပဲကျွေးရရပြီးပိုက်ဆံကိုသူစိတ်ဝင်စားဘူးလို့ဆိုပြီးခါစုမာကိုမကန်ထုတ်ဖို့ပြောပါတော့တယ်ခါစုမာလည်းမဲဂူမီကိုကြောင်းမင်းပြပြီးကန်ထုတ်နေခဲ့ပေမဲ့မဲဂူမီလည်းသူဟာခါစုမာခိုက်တာဘာမဆိုလုပ်ပေးမှဖြစ်ပြီးသူ့ကိုလည်းကြိုက်တာလုပ်ခွင့်ပေးမယ်လို့ဆိုပြီးအော်ပြောလိုက်ပါတော့တယ်အဲ့ဒါကိုဘေးကကြားလိုက်တဲ့ကလေးမလေးတွေကခါစုမာကိုနှာပူးကောင်လို့ထင်သွားခဲ့ပြီးမဲဂူမီလည်းချင်းတွေကိုခွင့်ကောက်ယူပြီးရှောက်အောင်နေတာကြောင့်ခါစုမာလည်းအဖွဲဝဲဖြစ်မတက်တာပဲလက်ခံပေးလဲရပါနောက်တော့စောစားရေးဂေးစီမှာပတ်စံသွားထုတ်ခဲ့ကြပြီးခါစုမာရဲ့ state level ကလည်း level 40တက်သွားခဲ့ပါနောက်ပြီးစုချင်းဝေကိုတော့ရတာညီမြခွဲဖို့တက်ကြည့်လိုက်တော့အရေးတက်နည်းနည်းပဲရတာကြောင့်ဒီလောက် eco တိတ်ကိုကြိုးစားခဲ့ကြပေမဲ့ဒီလောက်ပဲရတာကိုတွေးရေးချေဝင်နေခဲ့ပြပါတယ်
တခြားကွက်တွေကိုကြည့်လိုက်တော့အောက်ခြေလောက်တောက်တလဲကွက်တွေကြီးပဲဖြစ်နေပြန်ပါအဲ့ချေအာမာပြည့်စုံဝစ်စင်ထားတဲ့စပင်အဝါရောင်နဲ့ကောင်မလေးတယောက်ကအကွေရဲ့လူခေါ်စာကိုတွေ့တာကြောင့်ထိုင်ကြီးနေတဲ့ခါစုမစီကိုရောက်လာခဲ့ပြီးသူမရဲ့နာမည်ဟာဒါကနက်လို့ခေါ်ပြီးတော့ဖွက်တဲ့ဝင်ချေကြောင့်ပြောလိုက်ပါတယ်ခါစုမတယောက်လည်းကောင်မလေးကိုမြင်မြင်ချင်းကြွေဆင်းသားခဲ့ပေမဲ့ကောင်မလေးရဲ့ယူချက်ကြောင့်ပြုတ်မှုတွေကိုမြင်ပြီးစိတ်ပြောင်းသွားခဲ့ပါဒါကတော့သခင်ကြီးခါစုမရဲ့တခြားကဘာမှတောက်တလဲစောစားခန်းများစီစဉ်ဝါအပိုင်းနှစ်ပဲဖြစ်ပါကျွန်တော်တော့အမိုင်းပါ